ပိခန်းကြီးနေအငယ်9နေရှင်ယေရှုကကောင်းကင်မှာတော့ကဖျားဖြစ်တယ်ဒါပေမဲ့လူစားတိအတွင်ကိုခံယူတဲ့ခါမှာဒီမှာပကျမ်းစာမှာပါရေးထားလဲမိမိအတေကိုစွန့်ရွေတဲ့အစေခံကျွင်းတံကိုယူဆောင်လဲဟိုတော့ကတော့အခြေအနေအရန်ကောင်းတယ်အရန်အဆင့်မြင့်တယ်ဘသူမှပြိုင်ဘက်ကင်းမဲ့တဲ့ဖျားအနေနဲ့အသက်ရှင်နေလူဖြစ်တယ်ဒါပေမဲ့လူစားတိကိုခံတဲ့ခါမှာကြည့်ပါစင်းစင်းရဲရဲနဲ့ခက်ခက်ခဲတဲ့နေထိုင်ရတာလက်တမအလုပ်တွေစလုပ်ရပြီနှိမ်ချတာမိမိအတေကိုစွန့်ပြီးမှလောက်ရတဲ့အလုပ်စား flexible ရှိတဲ့ lifestyle ရှိတယ်ပဲလုပ်နိုင်တာ flexible lifestyle မရှိဘူးဆိုတင်မနှိမ်ချနိုင်ဘူးဒီနေရာမှာတွေ့ရတယ်ယေရှုဒီရောက်ကိုလုပ်ခဲ့တာဖြစ်တယ်နှိမ်နှိမ်ချချနဲ့လာတာဖြစ်တယ်လူကဲ့တော့အသက်ရှင်ပြီးမှနှစ်ပေါင်း33နှစ်တက်ရှိပြီကားတိုင်းမှာအသေးခံတာစဉ်းစားကြည့်လေဖျားမသေးတတ်တဲ့ဖျားကောင်းကင်မှာဇိမ်နဲ့နေလို့ရတဲ့ဖျားကလောကမှာလာပြီးမှလူအမျိုးသမီးကနေမွေးဖွားပြီးမှလောကလူသားလို့အသက်ရှင်ကားတိုင်းကိုတွားရတယ်ကားတိုင်းထိုင်ရတယ်လို့ပြန်လည်းမရှိဘူးကားတိုင်းထိုင်တယ်ဆိုတာကျွန်တော်ဖျားเจ้าလာပြန်လည်းရှိတယ်ကားတိုင်းတော့ပြန်လည်းမရှိဘူးလက်ဝါးကားတိုင်းမှာအသေးခံရမှာကားတိုင်းတက်တဲ့ကိစ္စဆိုလွယ်တဲ့ကိစ္စမဟုတ်ဘူးနော်ဒါပေမဲ့ယေရှုကဒီအလုပ်ကိုနှိမ့်နှိမ့်ချချနဲ့လုပ်ခဲ့တာဖြစ်တယ်လက်ဝါးကားတိုင်းမှာတည်တဲ့ကိစ္စဆိုလွယ်တဲ့ကိစ္စမဟုတ်လူတယောက်နာကျင်တယ်လို့ယေရှုကိုယ်တိုင်နာကျင်တာဖြစ်တယ်အရှင်လက်လက်လက်ဝါးကားတိုင်းမှာတန်မိုးတွေရိုက်ခံရတာအကယ်လို့များယေရှုက flexible lifestyle မရှိဘူးဆိုဒီရောက်ကိုမလုပ်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့ဖျားသားသမီးဖြစ်တယ်ဆိုကျွန်တော်တို့ flexible ရှိနိုင်ဖို့လိုအပ်တယ်